ဒီကောင်လေးကနည်းနည်းတော့ထူးဆန်းတဲ့ဆရာကသူ့ကိုခွန်အပေါင်း8ဘလောက်လဲလို့မေးတဲ့အခါသူကကားတစ်စီးနဲ့ကနန်းတစ်ကောင်ကိုပဲဆွဲပြခဲ့တယ်ဆရာလည်းစိတ်တူသွားပြီးသူညရထားတဲ့စာမှုပွဲစစ်ဆေးလွှာကိုပြလိုက်ပေမဲ့ကောင်လေးကတော့ဆရာကိုကြည့်ပြီးပြုံးနေခဲ့တုန်းပဲကျောင်းစင်းတော့ဆရာကသူ့ကိုအတန်းထဲမှာကြံခဲ့ခိုင်းပြီးကြောက်တင်မုံပေါ်မှာတင်းချပု္ပ္ပစာတစ်ခုရေးပြလိုက်တဲ့ကောင်လေးကခဏလောက်စဉ်းစားပြီးတာနဲ့တစ်ကူလာအုပ်တစ်ကောင်ဆွဲပြပြန်ရောဆရာကငါအပေါင်း3ဘလောက်လဲလို့ထပ်မေးတဲ့အခါမှာတော့ဒီတစ်ခါမှာတော့ဝေါပလွေတစ်ကောင်နဲ့ရုံတစ်ကောင်ကိုဆွဲပြခဲ့တယ်ဆရာလည်းဘာတက်နိုင်မှမသိပဲအတန်းထဲကနေအရင်ထွက်လာခဲ့တော့တဲ့ရုံးခန်းထဲပြန်ရောက်တော့ဆရာကအောင်စရင်ကိုစိုက်ကြည့်နေမိတယ်ကောင်လေးတယောက်တည်းပဲစာမိုးဝဲကြရှုံးခဲ့တာကိုအဲ့ဒီညမှာဆရာကငါပဲတင်ကြားတာတခုခုမှားသွားလို့လားဆိုပြီးကိုစတင်အဖြစ်တင်မိနေတယ်အဲ့ဒီအချိန်မှာပဲကောင်လေးကရုတ်တရက်ပြေးလာပြီးဆရာကိုပကြီးကားတစ်ချက်လာပေးတယ်ဒီဆိုးပေကောင်လေးကိုကြည့်ပြီးဆရာလည်းရဲရမလို့ငွေရမလို့ဖြစ်နေတော့နားကန်တဲ့ကအလှဆင်ပစ္စည်းမှရှိတဲ့ကနန်းတွေကပြောင်းပြန်လန်ထားတဲ့ကိုကနန်းနဲ့တူနေတာကိုရုတ်တရက်သတိထားမိသွားပြီးဆရာချက်ချင်းပဲတခုခုကိုသဘောပေါက်သွားခဲ့တယ်သူကောင်လေးရဲ့စာမျိုးဝဲစာရွက်ကိုပြန်ကြည့်တဲ့အခါကျမှကောင်လေးကပေါ်ဆနေခဲ့တာမဟုတ်ဘူးဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့တယ်ကောင်လေးကခဏန်းတွေကိုကိုစားပြုဖို့အတွက်တရိတ်ဆန်ပုံတွေကိုသုံးနေခဲ့တာပါတကယ်တော့သူဟာမေးခွန်းတွေကိုသူ့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ဒီဇိုင်းလုံးမဲ့ဖြည့်ဆို့နေခဲ့တာဖြစ်ပါတယ်နောက်တစ်နေ့ကျောင်းဆင်းချိန်မှာဆရာကကောင်လေးကိုအတန်းထဲမှာထပ်ပြီးကြံခဲ့ခိုင်းပြန်တယ်ဒီတစ်ခါတော့ဆရာကကြောက်တင်မုံပုံမှာပုံတပုံဆွဲပြလိုက်တဲ့အခါကောင်လေးကမှန်ကန်တဲ့အဖြေကိုတကယ်ပဲချရေးနိုင်ခဲ့တယ်သူ့ကိုပို့ပြီးကူညီပေးနိုင်ဖို့အတွက်ဆရာကစာကြည့်တိုက်ကိုသွားပြီးအချက်လက်တော်တော်များများကိုဖတ်ရှုလေ့လာခဲ့တယ်နောက်ဆုံးမှာတော့ကောင်လေးနဲ့ကိုက်ညီမဲ့တင်ကြားရေးနည်းလမ်းတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးဆရာကလေ့ကျင့်ခန်းလုပ်ဖို့သူ့အတွက်နေတိုင်းအချိန်ပေးခဲ့တယ်တဖြည်းဖြည်းနဲ့ကောင်လေးဟာမှန်ကန်တဲ့အဖြေတွေကိုဘယ်လိုရေးရမလဲဆိုတာသင်ယူတက်မြောက်လာခဲ့တယ်သူ့ရဲ့ရမှတ်ကလည်း10မှတ်ကနေ90မှတ်ထိတိုးတက်လာခဲ့ပါတယ်ကောင်လေးရဲ့တစတိုးတက်လာမှုကိုကြည့်ပြီးဆရာလည်းအယံဝမ်းသာပြီးစိတ်လှုပ်ရှားခဲ့ရတယ်ကျောင်းစင်ပွဲနေ့မှာတော့တခြားကျောင်းသားတွေအားလုံးကသူတို့ရဲ့မိသားစုတွေနဲ့တက်ပုံရိုက်နေကြပေမဲ့ဒီကောင်လေးတယောက်တည်းပဲအထီးကျန်စွာရက်နေခဲ့တယ်တကယ်တော့ဒီကောင်လေးကမိဘမဲ့ကလေးတယောက်ဖြစ်နေလို့ပါပဲ